အားလုံးမင်္ဂလာပါရှေ့ရက်ပိုင်းကကျွန်တော်ဒီဘန်နာကြီးနဲ့ဆိုင်နေပေါ့နော်ဒီအလွဲတွေကိုရှောင်ရှားကြော်လွှားဖို့အတွက်နီလန်း၃ခုကိုပြောခဲ့တာရှိပါတယ်အဲ့တော့ဒီနေ့တော့ကျွန်တော်ပထမနီလန်းဖြစ်တဲ့ဒီငွေစည်းရင်းကိုဘယ်လိုထားရှိတော့မှတ်သားကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်အမျှဝေပေးချင်တာဖြစ်ပါတယ်နော်အဲ့တော့ဒီငွေစည်းရင်းထားရင်ပေါ့ဗျာကျွန်တော်တို့ဘယ်လိုစည်းရင်းမှတ်ကြသလဲနော်ဘယ်လိုနီလန်းအနေနဲ့မှတ်လို့ရတယ်လဲနော်တောက်ပြီးတော့ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာကိုအဓိကပြောသွားမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုစည်းရင်းမှတ်ကြမလဲဆိုတာမပြောခင်မှာပထမဆုံးဘာနဲ့မှတ်ကြမလဲအရင်ပြောပါမယ်အဲ့တော့စာအုပ်တုံးမှာကျွန်တော်တို့ဒါလိုအပ်တယ်လို့ပုံစံချပြီးတော့မှတ်မလားမှတ်လို့ရပါတယ်အဲ့တော့စာအုပ်တုံးဆိုတာဗျာမှတ်စုစာအုပ်တုံးသို့မဟုတ်ကျွန်တော်တို့ဒါဗလာစာအုပ်တုံးမှာကျွန်တော်တို့ဒါပုံစံလေးဆွဲပြီးတော့မှတ်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီစာရေးကိရိယာဆိုင်နေမှာဗျာပုံစံချပြီးသားဒီငွေစင်းစာအုပ်လေးတုံးဝယ်ပြီးတော့မှတ်တာမျိုးလည်းမှတ်လို့ရပါတယ်သို့မဟုတ်နော်ကိုကနော် laptop လေးရှိတယ်သို့မဟုတ်ဗျာကွန်ပျူတာလေးရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကဒါ Microsoft Office เนาะကျွန်တော်တို့ Excel spreadsheet လိုမျိုးလဲကျွန်တော်တို့သုံးတတ်တယ်ဆိုလို့ရှိရင်เนาะ Excel သုံးပြီးတော့ဒါစာရင်းမှတ်တာမျိုးလဲဖြစ်နိုင်ပါတယ်မှတ်နိုင်ပါတယ်เนาะတို့ပြင်เนาะကျွန်တော်ဒီဘက်ခေတ်မှာကျွန်တော်တို့ခေတ်စားတဲ့ဆိုတော့ mobile app เนาะတစ်ခုခုသုံးပြီးတော့ကျွန်တော်တို့တွေเนาะဒီငွေစည်းအကြောင်းအရာလေးတွေကိုမှတ်တာမျိုးလဲမှတ်လို့ရပါတယ်အဲ့တော့ကျွန်တော်ပြောခဲ့တဲ့ဒီနီလန်းတွေတဲကမိမိအစဉ်ပြေရာเนาะနှစ်သက်ရာနီလန်းနဲ့မှတ်လို့ရပါတယ်အဲ့တော့ accounting software တွေလည်းကျွန်တော်တို့မလိုပါဘူး accountant လည်းခေါ်စရာမလိုပါဘူးเนาะဟုတ်ပြီအဲ့တော့ဘာတွေကိုကျွန်တော်တို့မှတ်ရမလဲအဲ့တော့ဘာတွေမှတ်ရမှာလဲဆိုတော့စရင်းအကြောင်းအရာတစ်ခုเนาะအဘယ်နေ့မှာဖြစ်တယ်လဲနော်ဘယ်လိုအကြောင်းအရာမျိုးလဲအဲ့တော့ပြောချင်တာဗျာဝင်ငွေလားထွက်ငွေလားရငွေလားနော်ဒါမှမဟုတ်အသုံးစရိတ်လားပေးရတာငွေသားနဲ့ပေးရတာလားဒါမှမဟုတ်ဘဏ်ထဲကနေပြီးတော့လွှဲလိုက်တာလားစသဖြင့်နော်ဒီအကြောင်းအရာတွေကိုကျွန်တော်တို့မှတ်ကြရမှာဖြစ်ပါတယ်ဥပမာဆိုပါတော့ဗျာဂျွန်လ1ရက်နေ့မှာနော်ကိုယ့်ရဲ့ဝန်ထမ်းတွေအတွက်နော်မေလရဲ့လစာပေးတယ်ဆိုပါတော့နော်အဲ့တော့ပေးရတာက30ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါငွေစည်းစာအုပ်ရဲ့နော်အထွတ်ဖက်အချမ်းမှာပေါ့လေနော်အထွတ်ဖက်အချမ်းမှာဂျွန်လ1ရက်နေ့ဆိုပြီးတော့ကျွန်တော်တို့နေဆွဲတက်မယ်နော်အကြောင်းအရာမှာဝန်ထမ်းလစာပေးခြင်းဆိုပြီးတော့ကျွန်တော်တို့ရေးမယ်အပြီးရင်ကျွန်တော်တို့ငွေသားနဲ့ပေးလိုက်တာဆိုလို့ရှိရင်တော့နော်ကျွန်တော်တို့ကငွေစည်းကော်လမ်မှာပေးလိုက်ရတဲ့ပမာဏကိုရေးရမှာပေါ့ဗျာအဲ့တော့ဘဏ်နဲ့လွှဲပေးလိုက်တာဆိုလို့ရှိရင်တော့နော်ဘဏ်စည်းကော်လမ်မှာကျွန်တော်တို့ကဒီဘယ်လောက်ပေးလိုက်တယ်လဲဆိုတဲ့ပမာဏကိုပေါ်ပြရမှာဖြစ်ပါတယ်အဲ့တော့ဒါကအငွေပေးတဲ့ကိစ္စပေါ့နော်လုပ်ငန်းရဲ့အသုံးစရိတ်ကိုမှတ်တာပေါ့လုပ်ငန်းရငွေတွေမှတ်တယ်ဆိုလို့ရှိရင်ထိုနည်း၎င်းပဲပေါ့နော်အဲ့တော့ဘယ်နေ့မှာဘယ်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နော်ဘာရောင်းလိုက်လို့ဘယ်နှစ်ခုရောင်းလိုက်လို့ကျွန်တော်တို့ကဝင်ငွေဘယ်လောက်ရတယ်ဆိုတာမျိုးကိုလည်းအမှတ်ရမှာဖြစ်ပါတယ်အဲ့တော့နေ့တစ်နေ့ကုံဆုံးတိုင်းမှာတော့ကျွန်တော်တို့ကဒါစရင်းပိတ်ရမယ်ငွေစင်းစာအုပ်ကိုပိတ်ပြီးတော့မှငွေလက်ကျန်ဘဏ်လက်ကျန်ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့ဒါပေါ်ပြသိရှိနိုင်မှာဖြစ်ပါတယ်အဲ့တော့ယနေ့ခေတ်မှာကျွန်တော်တို့ကဘဏ်လက်ကျန်တွေသိဖို့ဆိုတာကတိတ်ခက်တော့ပါဘူးเนาะအဲ့တော့ကိုမှလက်ကျန်ဘယ်လောက်ရှိလဲဆိုတာကိုရဲ့ mobile app တွေကတစ်ဆင့်เนาะ mobile banking တွေကတစ်ဆင့်ကျွန်တော်တို့တွေဒါအချိန်မီသိနိုင်ပါတယ်ဒါပေမဲ့ငွေစည်းဘယ်လောက်ကျန်တယ်လဲငွေလက်ကျန်ငွေသားလက်ကျန်ဘယ်လောက်ရှိတယ်လဲဆိုတော့ကျွန်တော်တို့ငွေစည်းစာအုပ်ဒါမှတ်မှာပဲကျွန်တော်တို့သိနိုင်တာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးကျွန်တော်တို့เนาะကတိကထလည်းမများဘူးဗျာเนาะကျွမ်းကျင်မှုလည်းတိတ်ပြီးတော့မလိုဘူးအဲ့တော့စည်းစာအုပ်လေးတအုပ်ကရတဲ့အကျိုးကျေးဇူးတွေကတော့တကယ်အများကြီးရှိပါတယ်เนาะအဲ့တော့ကျွန်တော်ဒီမှာအကျိုးကျေးဇူး5ခုကိုပြောပြချင်ပါတယ်အဲ့တော့ပထမဆုံးရတဲ့အကျိုးကျေးဇူးကကျွန်တော်တို့ကနော်ဒီအချိန်နဲ့တပြေးညီပေါ့လေကိုယ့်ရဲ့ငွေလက်ကျန်ဘဏ်လက်ကျန်ဘယ်လောက်ရှိသလဲဆိုတာကိုသိရှိနိုင်တာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့နေ့စဉ်ဒီဘဏ္ဍာရေးနော်ဘဏ္ဍာငွေနဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲမှုတွေလှုပ်ဆောင်တဲ့အခါမှာအများကြီးအထောက်အကူဖြစ်စေပါတယ်အဲ့တော့ကိုကဗျာအကျွေးပေးမလားနော်ဒါမှမဟုတ်ဈေးဝယ်မလားဒါမှမဟုတ်ဘာတွေသုံးမယ်မသုံးဘူးပေါ့ဗျာနော်နောက်တစ်ခုကသုံးလို့လောက်တယ်မလောက်ဘူးစသည်အပြင်ချင်းချင်းဆုံးဖြတ်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ဒုတိယအကျိုးကျေးဇူးကတော့ဒီငွေစည်းစာအုပ်ဆိုတာကအရေးကြီးပြီးတော့နော်အဓိကကျတဲ့စည်းရင်းစာအုပ်တွေကတခုဖြစ်ပါတယ်အဲ့တော့စည်းရင်းစနစ်ကိုစတင်ဖို့အတွက်လေတော့ဒါအခြေခံစည်းရင်းဆိုရင်လည်းမမှားပါဘူးเนาะအဲ့တော့မှတ်သားထားတဲ့စည်းရင်းတွေကเนาะကျွန်တော်တို့ကအပြည့်အစုံကြီးမဟုတ်သေးပေမဲ့เนาะအရေးကြီးတဲ့အကြောင်းအရာတွေဖြစ်တဲ့အခါကျတော့ cash basic accounting နဲ့เนาะလုပ်ငန်းစည်းရင်းဆွဲမယ်ဆိုလို့ရှိရင်လည်းဆွဲလို့ရတဲ့အနေအထားဖြစ်ပါတယ်
ထို့ပြင်เนาะကျွန်တော်တို့ဟိုတတိယချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့เนาะကျွန်တော်တို့လားစဉ်ဆောင်ရွက်ကြရလေးရှိတဲ့เนาะ bank reconciliation လို့ခေါ်တာပေါ့ဗျာအဲ့တော့ bank ကိုက်ညိရှင်းတန်းတွေကျွန်တော်တို့ကဆောင်ရွက်တဲ့အခါမှာလဲเนาะ ready ဖြစ်စေတာပေါ့เนาะအဲ့တော့ကိုယ့်ဘက်ကမှတ်ထားတဲ့စာရင်းနဲ့เนาะ bank ကနေသွားပြီးတော့ထုတ်လာတဲ့ bank statement နဲ့ကျွန်တော်တို့ကဒါတိုက်ဆိုင်ကြည့်ပြီးတော့เนาะဘယ်နေရာတွေမှာတော့ဘယ်လိုမျိုးကွာခြားချက်တွေရှိလဲဆိုတော့အလွယ်တကူကျွန်တော်တို့တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်အဲ့တော့နောက်တစ်ချက်ကတော့เนาะကုန်ကျစရိတ်တက်တာပြီးတော့ရိုးရှင်းလွယ်ကူတဲ့စရင်းပုံစံဖြစ်တာပါเนาะအဲ့တော့ငွေစရင်းစထားဖို့ငွေကုန်ကြေးကြအများကြီးသုံးစရာမလိုပါဘူးเนาะနောက်ဆုံးအကျိုးကျေးဇူးတစ်ခုကတော့ကျွန်တော်တို့ကเนาะအခွန်ကိစ္စတွေနဲ့เนาะစရင်းစစ်ဆေးခြင်းကိစ္စတွေဆောင်ရွက်တဲ့အခါမှာလည်းဒီငွေစရင်းစာအုပ်ကအများကြီးအထောက်အကူဖြစ်စေပါတယ်เนาะဒါကြောင့်လေကျွန်တော်တို့ကဘယ်စရင်းမှမရှိရင်နေပါစေเนาะမထားရင်နေပါစေเนาะအ ਨੇ ဆုံးတော့ဒီငွေစရင်းလေးရှိရမယ်ထားရမယ်လို့ကျွန်တော်တို့လမ်းညွှန်ပေးလိုက်တာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် finance မှာအခက်မတွေ့ကြပါစေနဲ့ bye bye